မြန်မာရုပ်ရှင်လောကတွင်အစုတနေရာထဲမှာရှိနေတဲ့ကဲ့သို့ထင်မြင်ရသောနာမည်တစ်ခုရှိသည်အဲ့နာမည်ကတော့တွေဒီမှာပဲရောက်လာတယ်ဒီကမှာပြန်သွားခဲ့လေတွေကိုမေလ9ရက်နေ့1966ခုနှစ်ရန်ကုန်မြို့တွင်ဖွားမြင်ခဲ့တယ်လွန်ခဲ့တဲ့18နှစ်တုန်းအရွယ်မရောက်သေးတဲ့ကလေးလေးတယောက်မတရားလုပ်ခံခုလိုပဲခြေသလုံးဖက်မတတ်တောင်းပန်ခဲ့ရဘူးအဲ့တော့ခမရအခုပြောတဲ့စာနာမှုဘယ်သွားအိပ်ပျော်နေလဲမင်းလဲကြတော့ရဖခင်ဦးတင်ထုံးမောင်နဲ့မိခင်ဒေါ်အေးအေးတင်တို့ဤတာဦးတယောက်ဖြစ်တယ်လို့လျှက်စစ်အင်ဂျင်နီယာဘွဲ့ဖြင့်ကျောင်းပြီးခဲ့တယ်ဘွဲမရခင်ကတည်းကအမှုပညာလောကထဲသို့စတင်အခြေချခဲ့တာဖြစ်ပြီးဗီဒီယိုဇာတ်ကားများတွင်စတင်တရုပ်ဆောင်ခဲ့ပါတယ်။သူတို့ဘဝနဲ့အမှုပညာလောကထဲဝင်ဖို့လုပ်ရင်းဦးလေးဖြစ်သူတရုပ်ဆောင်ကျော်ဟင်းကတွေးကိုတရုပ်ဆောင်ပညာသင်ပေးပြီးမြင်းသားလုပ်စေခဲ့ပါတယ်။ဒါရက်ွက်တွေကတော့ဒီလိုပဲခွေးလေးဆိုတာရှိတာပေါ့။အစိတ်မပူပါနဲ့လူကောင်းဆိုမှာ။ခင်ဗျားတော့လေတက်ကျင်တာကျွန်တော်မှမဟုတ်တာအဲ့ဒီကအင်ရှင်စီမလာပြီးအိမ်ထဲဝင်ခွင့်တောင်းတာစောကားရမှာတော့မထင်ပါဘူးဗျာဒါကတော့ခမရဘလောက်အလိုက်ကန်းစိုးတည်တယ်မတည်ဘူးပုံမှန်မတည်ပါဘူးမဟုတ်ပြီဘူးလားသူရဲ့တရုပ်ဆောင်ပြည်ပြမှုအမှုပညာအရေးချင်းပြေဝမှုတို့ကြောင့်အလင်းအမြန်ပဲအောင်မြင်လာပြီးတရုပ်ဆောင်လောကမှာနေရာရလာခဲ့ပါတယ်လူရှင်တော်တယောက်ပြည့်တဲ့တက်လုံးကြားတဲ့ခင်ဗျားဆိုတာတော်တော်ကြီးကိုခေါ်တယ်နောက်ရချစားနေတယ်ပြဿနာမရှိပါဘူးဗျာ။ဒါရိတာတွေချမစားဘူးအရေးကြီးတယ်။တွေရဲ့တဘာဝကြကြတရုပ်ဆောင်နိုင်မှုကြောင့်နာမည်ကြီးသလိုယနေ့အထိပြည်သက်ရင်ထဲမှာထင်ကြံနေရနေတဲ့တွေရဲ့တရုပ်ဆောင်ဟန်ပန်တွေကတော့ချီးကျူးဖွယ်ရပါပဲ။အလိုအကြောင်းနဲ့မှလုံးဝအလစ်မတော့ဘူးမှတ်လားတခုကခေါ်တယ်လို့ပြောမလားကွာဟဲ့တန်းလာမယ်မိမငါစနီလာအဲ့တော့မတည်ရပါနဲ့အချမ်းပတ်သက်တာငါအောင်တယ်ကွာညီ I'm surprised so surprised ဘုရားသူစပ်ဘူးငါလုံးဘာမှမလုပ်အောင်ညောက်ကဘာမှလည်းမဟုတ်မင်းပုံမှာငါတို့နှစ်ယောက်လုံးတစ္ဆာရှိတယ်မင်းချင်တော့မင်းရောမရဘူးမင်းအမှန်တရားမင်းရောရမယ်ငါတို့ညောက်မင်းမလုံးဝတစ္ဆာမပေါ့ဘူးမင်းအောင်မင်းမတာတို့ကမြတ်တူတော့မဆောင်လားငါလုံးဝမရှုံးမြန်မာရုပ်ရှင်ထဲမှာထိတ်တန်းဝင်မင်းသားတဦးဖြစ်လာခဲ့ပြီးရင်ခွင်နန်းတော်ရုပ်ရှင်ကားမှာသူ့ရဲ့တရုပ်ဆောင်မှုတွေကိုပရိသတ်တွေအသေးဆွဲဖြစ်ခဲ့တယ်လို့ဖြစ်သူစိတ်ကောင်းတယ်တစ်ချက်မှမလဲဘူးထွက်သွားတယ်။ဘာလို့သူအပြတ်ချော်လဲ။ဒီတော့လူရင်းမရခဲ့တယ်။တချို့မိန်းမတွေကြတော့ဒီစားတော့သူတို့အတွက်အစိတ်တောက်ဖြစ်နေတယ်ဆိုတော့ပြီးဒါပေမဲ့တမိုးကြီးကြီးပြေးဝယ်ထားလို့ထူးဆိုပြီးတော့စိတ်တင်ဆက်ဆောင်တယ်။တချို့ကြောင့်လည်းဒါရုပ်မဲ့မောင်းနေပဲတုံးပြပြီးတည်တပူထောက်ဖို့ကြိုးစားတယ်။ဒီရှိစားပြီးဘယ်လိုလုပ်မလဲဆိုတာမသိဘူး။သိလည်းမသိကြဘူး။ငါလည်းငါဝယ်ထားတဲ့စီတူဖို့ကြီးကြည့်နေတော့မယ်1990ခုနှစ်တွင်အမိချီယာစကားဖြင့်မျိုးသားဆက်ဆောင်စုအကယ်ဒမီရရှိခဲ့ပါတယ်။အဲ့ဒါရေးပွက်နေတာ။ဒီသားသမီးတွေဒီလိုနှိမ့်နှိမ့်သုံးနေတာသိရနဲ့။ခုံးရတော့ကွာအရာရောသိရင်ပုတ်ပုတ်တွေးတာပဲ။အမေရှိငွေရှိနေတဲ့ဥစ္စာကွာ။ဘယ်လိုလုပ်ပြီးပြောင်းသွားတာလဲညီမလေးရဲ့။တမောင်းဝါလိုက်တွဲနေတဲ့ပုဂ္ဂိုလ်ကကုမ္ပဏီတော်တော်များများရှယ်အောင်ထားတာ။သူ့တက်နေနေဟုတ်ပါဘူး။တော်တော်များများပြောတာငါတွေ့ပါလား။ဘာဝင်နေဆိုတာရှိသေးတယ်။ဒီလိုသွားချင်းနေမျက်နှာဖယ်ထားသွားထား။မင်းတို့အလုပ်ကလူတွေကလည်းတွဲပြီးလုပ်နေတယ်အလုပ်အဲ့တော့ဟုတ်မဟုတ်လူတွေကပြောကြမှာပဲ။အမေလုပ်သမျှသားတို့တပည့်တို့တွေ့ကြည့်တယ်။နောက်ဆိုမေအဲ့လိုတွေမလုပ်နဲ့တော့လေ။အမေတို့ပြင်သားဆိုငါဘယ်လိုလုပ်ကျွေးမလဲအ
မင်းကြီးကိုအချိန်ပေးတာဒီစကားကိုပြင်နေနေကြမှာတပ်ပြလာတာ မောက်မှုပိုင်ရှင်တွေလည်းတဘာဝကျတဲ့တရုပ်ဆောင်မှုတွေကိုတွေ့မြင်နိုင်ပါတယ် အစားနဲ့ရေးထားရင်ပေါ့သွားမှာဆိုရင်ထဲမှာတင်ထား ဘာလဲ သိချင်လားသိချင်နားထောင်ကြည့်ကြာ မဆုံးကြ ဒီကကြာပြီလား 嗯， လားတကယ် 给呢？ မောက်ဥပိုင်ရှင်တဲ့ 哈， 3D ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေအပြင်ကြော်ညာအများပြားကိုလည်းရိုက်ကူးခဲ့ပြီးပရိသတ်တွေရဲ့အားပေးမှုများကိုလည်းရရှိခဲ့ပါတယ် ချင်းများစွာကိုလည်းတီးဆူခဲ့ပြီးတချိန်ကတော်ဟိန်းတီးဆူထားတဲ့ဘယ်တော့မှမမေ့ဘူးဆိုတဲ့တခြင်းကိုဒွေးနဲ့ကော်နီပြန်ဆိုရမှာလည်းပရိသတ်တွေရဲ့အားပေးမှုတွေကိုရရှိခဲ့ပါတယ် တွေးသည်အမှုပညာတက်တန်းတစ်လျှောက်ရုပ်ရှင်ဗီဒီယိုဇာတ်ကားပေါင်းများစွာနှင့်ကြော်ညာများကိုလည်းရိုက်ကူးခဲ့သည် မင်းပြုံးရင်လည်းဆိုပြုံးလိုက်ပေါ့မင်းရှိုက်ချင်လည်းဆိုရှိုက်လိုက်တော့ ရုပ်ရှင်တရုပ်ဆောင်တွေဟာနှလုံးရောဂါဖြင့်2009ခုနှစ်ဇူလိုင်17ရက်ညနေ9:00နာရီ၌ပေါက်ထော်နေအိမ်တွင်ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ် တွေးပြီးတာမန်မင်းသားတဦးမဟုတ်ခဲ့ပဲအမှုပညာတစ်ခုကိုသက်ဝင်ပြီးပြင်စွာတရုပ်ဆောင်သူတဦးဖြစ်ခဲ့သလိုသူ့ရဲ့တရုပ်ဆောင်မှုများဟာလည်းတခြားမင်းသားများအတွက်လမ်းပြတစ်ခုလိုဖြစ်ခဲ့ပါတယ် 1990နှစ်2000ပြည့်နှစ်များတွင်မြမရုပ်ရှင်ရဲ့ရွှေခေတ်မှာဒွေးသည်တရှိန်ထိုးအောင်မြင်ခဲ့ပြီးကွယ်လွန်ချိန်တွင်ဒွေးသည်အသက်40နှစ်ရှိနေပြီဖြစ်ပါတယ်သူရဲ့ပရိသတ်နဲ့လုပ်ဖို့ကိုင်ဖက်အမှုပညာရှင်တွေအတွက်မထင်မှတ်သောဆုံးရှုံးမှုကြီးဖြစ်တယ်လို့ဒွေးဆိုတဲ့နာမည်တစ်လုံးဟာလည်းခေတ်အဆက်ဆက်ထင်ကျန်ရင်းနေမှာအေကံမလွဲပါပဲခင်ဗျာ မ
ကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်